ဦးမင်းလွင်ရဲ့လက်ဖက်ရည်ဆိုင်လေးသာသူ့ရဲ့ဖော်ရွှေမှုကြောင့်ရက်ကွက်ရဲ့ချစ်ခင်မှုကိုရရှိထားတဲ့နေရာတစ်ခုဖြစ်ခဲ့တယ်။ဒါပေမဲ့လွန်ခဲ့တဲ့လပိုင်းလောက်ကစပြီးဦးမင်းလွင်တယောက်တိတတာပြောင်းလဲသွားခဲ့တယ်။သူ့ရဲ့ရဲတံတွေပျောက်ဆုံးသွားခဲ့တယ်။လူကိုမြင်လဲမခေါ်ချင်မပြောချင်ဖြစ်နေတာ။ဦးမင်းလွင်ကအခုနောက်လိုက်မာနကြီးသွားတယ်ငါတို့လိုလူငယ်တွေကိုအဖက်မလုပ်ကျင်တော့ဘူးငါတို့ကသူ့ကိုသွားမမေးကြလို့မုန်းနေတာနေမှာဒီလိုနဲ့တနေ့မှာတော့ဦးသိန်းထိုက်တယောက်အဖြစ်မှန်ကိုသိဖို့ဆုံးဖြတ်လိုက်တယ်မင်းလွင်ငါမင်းကိုစကားပြောချင်လို့မင်းဘာဖြစ်နေတာလဲငါတို့တငယ်ချင်းတွေကိုမပေါင်းကျင်တော့ဘူးလားမဟုတ်ပါဘူးတငယ်ချင်းညာငါမိမရဲ့ကြံမာကြီးကအရင်ထက်ပိုဆိုးလာတယ်တခါတလေလူတွေနဲ့စကားမပြောချင်တော့အောင်အဆင်မပြေဖြစ်နေလို့တိတ်နေမိတာပါမာနကြီးတာလည်းမဟုတ်ပါဘူးတငယ်ချင်းညာပတိအပေါ်မှာစာနာစိတ်မပြတ်ပါဘူးဒီစကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့ဦးသိန်းထိုက်တရဲ့သူ့တငယ်ချင်းရဲ့တကယ့်ခံစားချက်ကိုနားလေသဘောပေါက်သွားပါတော့တယ်လူတယောက်ရဲ့တိတ်ဆိတ်ခြင်းနောက်ွယ်မှာဘဝရဲ့အထက်အခဲတွေရှိနေနိုင်ပေမဲ့မိတ်ဆွေအပေါ်ထားတဲ့မေတ္တာတရားကတော့အရင်အတိုင်းရှိနေစေဆိုတာပါလူတယောက်ရဲ့တိတ်ဆိတ်ခြင်းနဲ့အထီးကျန်နေခြင်းရဲ့နောက်ွယ်မှာမာနနဲ့အမုန်းတရားတွေအမြဲရှိနေလားမဟုတ်ပါဘူးကိုယ်တိုင်ရင်ဆိုင်နေရတဲ့ဘဝရဲ့အခက်အခဲတွေကြောင့်ခဏတာလူတွေနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့အခါသူတို့ရဲ့အတွင်းစိတ်ထဲမှာတော့မိတ်ဆွေတွေအပေါ်ထားတဲ့မေတ္တာတရားကအရင်အတိုင်းရှိနေစေဆိုတာကိုဒီဖြစ်ရလေကသက်သေပြနေခဲ့ပါတယ်